สวัสดีครับမင်္ဂလာပါခင်ဗျအားလုံးပဲစောင့်နေရတာကြာသွားပြီလားကျွန်တော်ကိုယ်တိုင်လည်းတကယ်ကိုမအားလို့ပါကျွန်တော်နဲ့တူဒီစာကြောင်းလေးတွေကိုလေ့လာလိုက်ကြရအောင် this morning ဒီမနက်ထိုင်းလို့ဘယ်လိုပြောမလဲ6วันนี้ဒီနေ့မနက်6วันนี้ဒီနေ့ထဲလိုက်ရင်လည်းအဆင်ပြေတယ်နော်ကျွန်မစောစောထတယ်ချန်းတင်ချောင်းကျွန်မစောစောထတယ်ချန်းတင်ချောင်းကျွန်မစောစောထတယ်ပြီးတော့ဘာလို့လဲမျက်နှာတက်တယ်หลังหน้าမျက်နှာတက်တယ်ပြီးတော့သွားတိုက်တယ်ကိုထိုင်းလို့แปรฟันปอรอเองอ๋อแปร for a no fan แปรฟันသွားတိုက်တယ်ဒီမနက်ကျွန်မစောစောထတယ်မျက်နှာတက်တယ်သွားတိုက်တယ်6วันนี้ช้างตึงเช้าหลังหน้าแปรฟันကျေးဇူးတင်ပါတယ်ခင်ဗျာခုဗီဒီယိုလေးကလည်းလူချင်းမင်းတို့အတွက်အကျိုးတစ်စုံတရာရှိတယ်ဆိုရင်ကျွန်တော်ကို comment မှာ yes လို့မှတ်ခဲ့ပေးပါဦးနောက်ဗီဒီယိုလေးတွေမှာပြန်ဆုံတွေ့ကြမယ်